ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇကားလေးကတော့2026ခုနှစ်မှာထွက်ရှိလာတဲ့ဇကားလေးပဲဖြစ်ပါတယ်။မောင်မောင်နဲ့မိခိုင်ဟာဟန်နီမွန်းထွက်လာကြပါတယ်။လမ်းညွန်စာရက်ကိုကြည့်ပြီးသူတို့သွားခြင်းတဲ့နေရာရောက်ပြီဆိုတာကိုသိလိုက်ကြပါတယ်။အဲ့ဒါကတော့ဝမ်းမိုင်လို့အမည်ရတဲ့တောအုပ်လေးပဲဖြစ်ပါတယ်။မောင်မောင်နဲ့မိခိုင်ဟာဒီနေရာလေးကလူသူတိတ်ဆိတ်ပြီးတာယာအေးချမ်းတယ်လို့တွေးနေပေမဲ့သူတို့မသိလိုက်တာကသူတို့ဟာတားမြစ်နယ်မြေမှာရောက်ရည်တယ်ဆိုတာပါပဲသူတို့ဟာစခန်းမချခင်တတီတူးချစ်ကြည်နူးနေကြပါတယ်အဲ့ဒီအချိန်အိမ်မှာပဲလူတစုရောက်လာပြီးသူတို့ရဲ့ကြည်နူးမှုကိုဖျက်ဆီးလိုက်ပါတယ်မောင်မောင်ကဖော်ရွေစွာနှုတ်ခွန်းဆက်တဲ့ပေမဲ့လူတယောက်ကသူ့ကိုများနဲ့ချိန်လိုက်ပါတယ်ထိုလူတွေကတော့တခြားလူတွေမဟုတ်ပါဘူးဝမ်းမိုင်ကိုအပန်းဖြေလာတဲ့မိန်းကလေးတွေကိုပြန်ပေးဆွဲတဲ့လူတွေပါသူတို့ရဲ့ရည်ရွယ်ချက်ကပါလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ရအောင်ဒီဇကားလေးရဲ့နာမည်ကတော့ဝမ်းမိုင်ပဲဖြစ်ပါတယ်ဒန်နီဟာအငိမ့်စားယူထားတဲ့အထူးတပ်ဖွဲ့ဝင်ပုံမှုတစ်ယောက်ဖြစ်ပါတယ်သူဟာမိသားစုနဲ့ခွဲခွာရတာကြာနေပြီးဇနီးဖြစ်သူနဲ့ကွာရှင်းထားပါတယ်သမီးဖြစ်သူမိဖြူဟာလည်းပြစ်ထားတဲ့သူ့ဖေကိုမကြည့်ပါဘူးဒန်နီဟာအငိမ့်စားယူပြီးနှွေးထွေးတဲ့မိသားစုတစ်ခုကိုတိဆောက်ချင်တာပါအထူးသဖြင့်သမီးဖြစ်သူနဲ့ဒန်နီရဲ့ဆက်ဆံရေးကအေးဆက်နေပါတယ်ဒီနေ့မှာတော့သမီးဖြစ်သူမိဖြူရဲ့တက်ရောက်ခြင်းတဲ့တက္ကသိုလ်ကောလိပ်များကိုလေ့လာဖို့ဒန်နီကလိုက်ပို့ရမှာပါမိဖြူဟာဒန်နီကိုဖေလို့မခေါ်ပဲဟစ်ဒန်နီဆိုပြီးနှုတ်ဆက်လိုက်ပါတယ်ခီးမထွက်ခင်ဒေါ်မင်းကတားဖက်နှစ်ယောက်ရဲ့အမတ်တရဓာတ်ပုံရိုက်ဖို့ပြောပါတယ်မိဖြူကစိတ်မပါပေမဲ့သူ့အမေစိတ်ချမ်းသာအောင်ဓာတ်ပုံတွဲရိုက်လိုက်ပါတယ်တားဖက်နှစ်ယောက်ဟာကောလိပ်ကျောင်းများကိုလေ့လာဖို့ထွက်ခွာလာပါတော့တယ်လမ်းမှာဒန်နီကသမီးဖြစ်သူကိုဖော်ရွေစွာစကားပြောချင်ပေမဲ့မိဖြူကတော့အဖက်မလုပ်ပါဘူးနှစ်ချက်ဖြင့်တချင်းသားထောင်ရင်းလိုက်ပါလာပါတယ်ပထမဆုံးကောလိပ်ကိုရောက်တော့ကျောင်းအုပ်ဆရာမကြီးကဒန်နီကိုမိဖြူရဲ့ဝါသနာပါတဲ့မေဂျာကပါလဲလို့မေးပါတယ်မိသားစုနဲ့ဝေးကွာနေတဲ့ဒန်နီကသူ့သမီးရဲ့ဝါသနာကဘောငိုထင်ပေမဲ့အတိအကျမသိတာကြောင့်သူ့သမီးကအရာအလုံးမှာထူးချွန်ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်အပြင်ရောက်တော့ဒန်နီကသမီးဖြတ်သူ့ရဲ့ဝါသနာကိုမေးခဲ့ပါတယ်တကယ်တော့မိဖြူကအမှုပညာကိုဝါသနာပါခဲ့တာပါမိဖြူကအမှုပညာကောလိပ်ကိုလေ့လာခြင်းပေမဲ့ဒီနေရာနဲ့အတော်လန့်ဝေးရလို့ပြောခဲ့ပါတယ်ဒန်နီကသူဟာငိမ့်စားယူထားတာဖြစ်ပြီးအပေါ်ဆုံးကအချိန်ပဲလို့ပြောခဲ့ပါတယ်မိဖြူသွားခြင်းနဲ့အမှုပညာကောလိပ်ကိုဘလောက်ဝေးဝေးလိုက်ပို့မယ်လို့ပြောတော့မိဖြူဝမ်းသာသွားခဲ့ပါတယ်ဒီလိုနဲ့သားဖနှစ်ယောက်အမှုပညာကောလိပ်စီဥတီလာခဲ့ပါတယ်ကောလိပ်ကလန့်ဝေးလို့လမ်းမနာဖို့တဲခိုခန်းရှာခဲ့ပေမဲ့ဖုံးလိုင်းပြောက်သွားလို့မိဖြူစိတ်ညစ်သွားပါတယ်စတိုးဆိုင်တစ်ဆိုင်ရောက်တော့စီဖြစ်လိုအပ်တာဝယ်ဖို့ခဏဝင်ခဲ့ကြပါတယ်အိမ်သာသွားတဲ့လမ်းမှာမိဖြူကစတိုးဆိုင်အဖိုးကြီးကိုတွေ့ပြီးစိတ်မသက်မသာဖြစ်ခဲ့ရပါတယ်အဖိုးကြီးရဲ့အကြည့်တွေကမယိုးသားဘူးလို့မိဖြူတွေးမိပါတယ်စတိုးဆိုင်ပိုင်ရှင်အဖွားကြီးကလမ်းမှာမိတိတဲခိုခန်းမှမရှိကြောင်းပြောပြီးလမ်းမှာစခန်းချဖို့လက်ညှိုးမြေုံဆွဲပြီးဒန်နီကိုပေးလိုက်ပါတယ်ဒန်နီတို့ထွက်သွားတော့အဖိုးကြီးကပြန်ပေးဆွဲအဖွဲ့ကိုဖုံးဆက်ဖို့အဖွားကြီးကိုပြောလိုက်ပါတယ်နေကလည်းမကြခင်ဝင်တော့မှာပါဒန်နီလည်းအဖိုးအားကြီးပေးလိုက်တဲ့စာရွက်ကိုကြည့်ပြီးမကြခင်စခန်းချမဲ့နေရာကိုရောက်တော့မှာလို့ပြောလိုက်ပါတယ်အဲ့ဒီနေရာကတော့ဝမ်းမိုင်ဆိုတဲ့တောအုပ်လေးပဲဖြစ်ပါတယ်လမ်းဟာကျင်းမြောင်းပြီးဒန်နီတို့လည်းတားမြစ်နယ်မြေထဲကိုဝင်လာခဲ့ကြပါတယ်စခန်းချပြီးတော့ဒန်နီကသူ့သမီးရဲ့အမှုပညာလက်ရာတွေကိုကြည့်ကျင်နေဆိုလို့မိဖြူကပကြီကားတချို့ကိုပြလိုက်ပါတယ်ဒန်နီကသမီးရဲ့လက်ရာတွေကအရန်ကောင်းလို့အမှုပညာကောလိပ်ကိုတက်ဖို့အားပေးပါတယ်ခဏနေတော့မိဖို့အတွက်ထင်းရှာထွက်ခဲ့ကြပါတယ်ထင်းရှာနေတော့အတန်ကြားလို့ကြည့်လိုက်တော့ဘာမှမရှိရဘူးအထူးတပ်ဖွဲ့ဟောင်းဖြစ်တဲ့ဒန်နီကတန်တရားဝင်ပေမဲ့သမီးဖြစ်သူကြောင့်မှဆိုလို့တောကောင်တကောင်ဖြစ်မယ်လို့ပြောလိုက်ပါတယ်လူစိမ်းတယောက်ကိုတွေးတော့ဒန်နီကခင်များတို့မဲလိုက်တာကိုနှောက်ယှက်ဖို့မရည်ရဲ့ကြောင်းကျွန်တော်တို့လည်းစခန်းကိုပြန်တော့မှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့လူစိမ်းနှစ်ယောက်ကသူတို့နောက်ကိုလိုက်လို့ဒန်နီတို့သားဖက်လဲထင်းတွေပစ်ချပြီးကားစီပြေးလာပါတော့တယ်ဒါပေမဲ့လူစိမ်းအဖွဲ့ကသူတို့ကားကိုမောင်းပြီးပြေးပါတယ်ဒန်နီလည်းကားနောက်ကိုလိုက်နေတော့မိဖြူကအဖမ်းခံလိုက်ရပါတယ်ဒန်နီလည်းအထူးတပ်ဖွဲ့ဟောင်းပြီးကြော်ကြီးတို့အဖွဲ့ကိုပညာပြလိုက်ပါတယ်မြားသမားကမြားနဲ့လမ်းပစ်လိုက်ပေမဲ့ဦးမုတ်စိတ်ရဲ့သားကြော်ကြီးကကောင်မလေးကိုမထိခိုက်စေခြင်းလို့ဆက်မပစ်ဖို့ပြောလိုက်ပါတယ်ဦးမုတ်စိတ်ဆိုတာသူတို့ဖွဲ့ရဲ့ခေါင်းဆောင်ပါမိဖြူတို့လည်းလဲကျနေတဲ့တစ်ပင်ကြီးအောက်မှာပုံခိုကြပါတယ်မိဖြူကအလောင်းတစ်လောင်းကိုမြင်သွားပြီးအော်ချင်ပေမဲ့ဒန်နီကရန်သူတွေကြားသွားမှဆိုလို့ပါဆက်ကိုပိတ်ထားလိုက်ပါတယ်အဲ့ဒီအလောင်းကတော့တခြားသူမဟုတ်ပါဘူးလွန်ခဲ့တဲ့တစ်နှစ်ကစခန်းချဖို့လာတဲ့မောင်မောင်ရဲ့အလောင်းပါရန်သူတွေလည်းမိဖြူတို့ကိုမတွေ့လို့သူတို့စခန်းကိုပြန်သွားကြပါပြီ
မိဖြူတို့လည်းတောအုပ်ထဲဆက်သွားရင်အိမ်တလုံးကိုတွေးတော့လက်နက်တစ်ခုခုရမလားဆိုပြီးအနားကပ်လာပါတယ်ခွေးဟောင်တန်ကြောင့်ကျော်ကြီးတို့အဖွဲ့ရောက်လာပြီးဒန်နီကိုတိုက်ခိုက်ပါတော့တယ်မိဖြူလည်းကားအောက်ကိုဝင်ပြေးပေမဲ့နောက်ဆုံးတော့ဖမ်းမိသွားပါတယ်ဒန်နီကနှစ်ယောက်တယောက်ဖိုက်နေတော့မိဖြူကိုကျော်ကြီးကဖမ်းပြေးပါတယ်မိဖြူလည်းကျော်ကြီးလည်းပင်ကိုညစ်ပြီးပြန်လဲတိုက်ခိုက်ပါတယ်မိဖြူတို့လည်းလွတ်မြောက်လာပြန်ဆက်လက်ထွက်ပြေးပါတယ်ကြောက်ဆောင်တစ်ခုကိုတွေးတော့ညအိတ်ဖို့အတွက်ဝင်နာကြပါတယ်တားဖနှစ်ယောက်လည်းစတိုးဆိုင်ကဝယ်လာတဲ့မုံကိုစားရင်အားဖြစ်ကြပါတယ်မိဖြူကအိပ်ပျော်သွားပေမဲ့ဒန်နီကတော့တညလုံးမအိပ်ပဲသူ့သမီးကိုစောင့်ရှောက်ပေးပါတယ်မနေ့ရောက်တော့ဦးမုတ်စိတ်ကိုယ်တိုင်ရောက်လာပြီးမိဖြူတို့ကိုဖမ်းမိသွားပါတယ်ဒန်နီလည်းခေါင်းကိုရိုက်ခံရပြီးတတိမိသွားပါတယ်အဖွဲ့သားတစ်ယောက်ကဒန်နီကိုရေရဲကိုပစ်ချလိုက်ပါတယ်ဦးမုတ်စိတ်လည်းဒန်နီတေးပြီးထင်ပြီးထွက်ခွာသွားပါတော့တယ်ဒန်နီတတိယလာတော့သူ့မိနဲ့ဦးမုတ်စိတ်တို့အဖွဲ့ကမရှိတော့ပါဘူးဒန်နီလည်းသူတက်မြောက်ထားတဲ့ပညာတွေကိုသုံးချပြီးဦးမုတ်စိတ်တို့အဖွဲ့ကိုခြေရာခံပါတော့တယ်ဦးမုတ်စိတ်တို့နေတဲ့နေရာကလူသူအရောက်ပေါက်နေတဲ့ကျွန်းတကျွန်းပေါ်မှာပါဒန်နီလည်းခြေရာခံရင်းကျော်ကြီးတို့စခန်းငယ်တစ်ခုအနားကိုရောက်လာပါတယ်ကျော်ကြီးတို့အဖွဲ့ကဘီယာတောက်ပြီးနှက်နေကြပါပြီကျော်ကြီးတို့ဘီယာတောက်ရီတုံးဒန်နီလည်းလက်ဝင်တိုက်ပါတော့တယ်တစ်ဖက်မှာတော့မိဖြူဟာဦးမုတ်စိတ်တို့ရဲ့ပင်မစခန်းမှာအဖမ်းခံထားရပါတယ်မိခိုင်ကထမင်းပကံကိုယူလာပြီးအခန်းထဲကိုဝင်လာပါတယ်မိဖြူကိုထွက်မပြေးဖို့မိခိုင်ကနားချပါတယ်မိခိုင်ဆိုတာတခြားလူမဟုတ်ပါဘူးလွန်ခဲ့တဲ့တစ်နှစ်ကဟန်နီမွန်းထွက်လာတဲ့မောင်မောင်ရဲ့ကောင်မလေးပါမိခိုင်လည်းအခုတော့ဘိုက်တလုံးနဲ့ချစ်နေပါပြီမိခိုင်တို့စကားများနေတော့ဦးမုတ်စိတ်ဝင်လာပြီးမိဖြူကိုတရားဟောပါတော့တယ်မိဖြူလည်းနားမထောင်ပဲထွက်ပြေးလာခဲ့ပါတယ်ဦးမုတ်စိတ်လည်းသူ့လူတွေကိုမိဖြူကိုလွတ်ထားဖို့ပြောလိုက်ပါတယ်မိဖြူကိုကောင်းကောင်းနားချဖို့မိခိုင်ကိုချိန်မောင်းလိုက်ပါတယ်မိဖြူလည်းပင်လယ်ကမ်းဆက်နားအထိထွက်ပြအေးလာပေမဲ့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးကိုကြည့်ပြီးမိဖြူလည်းလက်လျှော့လိုက်ပါတော့တယ်ဦးမုတ်စိတ်ရောက်လာပြီးမိဖြူကိုနားချပါတယ်မိဖြူလည်းထွက်ပြေးရင်လွတ်မြောက်မှာမဟုတ်ကြောင်းသိတော့အတာတကြီးပဲပြန်လိုက်လာပါတယ်ဒန်နီကတော့ကျော်ကြီးတို့အဖွဲ့ကိုအမောက်တိတ်ထားလိုက်ပါပြီသူ့သမီးရဲ့မှာလဲလို့မေးတော့ကျော်ကြီးကဒန်နီကိုစောက်ပေါက်ပိတ်ထားဖို့ပြောလိုက်ပါတယ်ဒန်နီလည်းဒေါသထွက်သွားပြီးကျော်ကြီးရဲ့လက်ချောင်းချို့ကိုဖျက်လိုက်ပါတယ်မောင်ဝိုင်းကိုသူ့သမီးဘက်မှာလဲလို့ဒန်နီကမေးလိုက်ပါတယ်မောင်ဝိုင်းမဖြေခင်မှာပဲမောင်ကတုံးကမင်းသမီးကအခုချိန်ဆိုသူတို့ဖွဲ့သားတယောက်နဲ့ตายာနေလောက်ပြီလို့ပြောလိုက်ပါတယ်ဒန်နီလည်းမောင်ကတုံးရဲ့လေပင်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်မောင်ကတုံးဟာချက်ချင်းမသေးပဲနာကျင်ဆိုခံစားပြီးမကြခင်သေးတော့မဲ့အကြောင်းဒန်နီကသွေးအေးနဲ့ပြောလိုက်ပါတယ်မောင်ဝိုင်းလဲတေမှာကြောက်တော့မိဖြူကကျွန်းတကျွန်းပေါ်မှာလို့ပြောလိုက်ပါတယ်ဘာလို့ဖမ်းခေါ်သွားလဲမေးတဲ့အခါကလေးမွေးဖို့ဆိုပြီးမောင်ဝိုင်းကဖြေလိုက်ပါတယ်ဒန်နီလည်းမောင်ဝိုင်းရဲ့နှက်ရွက်ကိုဓာတ်နဲ့လိလိုက်ပါတယ်တကယ်တော့ဦးမုတ်စိတ်တို့ကျွန်းကအရင်ကตายရပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ကျွန်းလေးပါစက်ယုံကစွန့်ပစ်တဲ့ဓာတုပစ္စည်းတွေကြောင့်ဦးမုတ်စိတ်တို့ကျွန်းလဲတောက်သုံးရည်အချို့အစိတ်တင်ပြီးကျွန်းပေါ်ကမိန်မတွေကကလေးမမွေးဖွားနိုင်ခဲ့ကြပါဘူးအဲ့ဒါကြောင့်ဦးမုတ်စိတ်ကမိန်းကလေးတွေကိုပြန်ပေးဆွဲပြီးကလေးမွေးခိုင်းတဲ့အစီအစဉ်ကိုချမှတ်ခဲ့တာပါအဲ့ကျွန်းကိုဘယ်လိုသွားရမလဲမေးတော့ကျော်ကြီးကမဖြေဖို့လမ်းអော်ပါတယ်ဒန်နီလည်းအားချောင်နေတဲ့ကျော်ကြီးဆောက်ခွက်ကိုကန်ပြီးတရေအိတ်ခိုင်းလိုက်ပါတယ်အဖွဲ့သားတစ်ယောက်ကသူ့ဖေကိုဖုန်းလန်းဆက်ဖို့ပြောလိုက်ပါတယ်ဒန်နီလည်းကျော်ကြီးအဖေကိုဖုန်းလန်းဆက်ပြီးမင်းသားမသေးချင်ရင်မိဖြူကိုခေါ်လာဖို့ပြောပါတယ်ဦးမုတ်စိတ်လည်းမိဖြူကိုခေါ်ပြီးထွက်လာခဲ့ပါပြီဒန်နီလည်းစခန်းတွင်းကိုစူးစမ်းလေ့လာရင်အကြံအစီများကိုအစွမ်းကုန်ထုတ်သုံးပါတော့တယ်ကက်စမီဘိုကိုဖွင့်ပြီးကောင်းမကောင်းစမ်းတက်နေပါတယ်ဒန်နီလည်းအခန်းတစ်ခန်းကိုတွေ့သွားပြီးပုံခိုဖို့အကြံရသွားပါတယ်အထူးတက်သားပြီးသူ့သမီးကိုကယ်ဖို့ကြိုတင်စီစဉ်ထားတာပါဦးမုတ်စိတ်တို့လည်းသူ့သားရှိရာကျွန်းတို့ရောက်လာကြပါပြီစခန်းနှစ်ယောက်တော့ဦးမုတ်စိတ်ကလူစုခွဲဖို့ပြောလိုက်ပါတယ်သူရဲ့မိဖြူရဲ့နှစ်ယောက်တည်းသွားမှဖြစ်ပြီးကျန်တဲ့အဖွဲ့သားအားလုံးကသူ့အချက်မပြမချင်းလိုက်မလာဖို့ပြောလိုက်ပါတယ်ဦးမုတ်စိတ်လည်းမိဖြူကိုခေါ်ပြီးစခန်းတွင်းသို့တတိကြီးစွာဝင်ရောက်လာပါတယ်ဒန်နီလည်းအခန်းတွင်းကက်စငွေများလူထားကြောင်းတင်နက်ကိုအသုံးမပြုသင့်ကြောင်းဦးမုတ်စိတ်ကိုတတိပေးလိုက်ပါတယ်ဦးမုတ်စိတ်လည်းမိဖြူကိုလွတ်ပေးလိုက်ပြီးကျော်ကြီးလည်းဒန်နီလက်မှလွတ်လာပါပြီဦးမုတ်စိတ်လည်းသူ့သားလွတ်လာပြီးချင်းသူ့ဖွဲ့သားများကိုအချက်ပြလိုက်ပါတော့တယ်မိဖြူလည်းအပြင်မှာရန်သူများစွာရှိကြောင်းသူ့ဖေကိုပြောလိုက်ပါတယ်ဒန်နီလည်းဦးမုတ်စိတ်တို့သားဖာကိုပြန်လဲတိုက်ခိုက်ပါတော့ရဲ့ကြော်ကြဣထလာပြီးသူ့ဖေကိုကူဖို့လုပ်တုံးဓာကကြော်ကြီးကိုထိုးမိသွားပါတယ်တက်ကူတွေရောက်လာတော့ဒန်နီတို့သားဖက်လဲကြိုတင်စီစဉ်ထားသည့်အတိုင်းအခန်းတွင်ပြေးဝင်သွားပါတော့တယ်ကက်စငွေတွေပြည်နေတဲ့အခန်းလဲမီးလောင်ပေါက်ကွဲသွားပါတော့တယ်ဒန်နီတို့ထွက်လာတော့ဦးမုတ်စိတ်တို့တစ်ဖွဲ့သားလုံးမလုံနိုင်တော့ပါဘူးဒန်နီတို့သားဖက်လဲအားလုံးသိပြီးထင်ပြီးထွက်ပြေးလာပါတော့တယ်တကယ်တော့ဦးမုတ်စိတ်မသေးသေးဘူးဆိုတာကိုဒန်နီမသိလိုက်ပါဘူးဒီလိုနဲ့ဒန်နီလဲတာယာပျော်ရှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်လာပြန်
မိဖြူလည်းသူတက်ချင်တဲ့အမှုပညာကောလိပ်ကိုတက်ရောက်ခွင့်ရခဲ့ပါတယ်ဒန်နီတို့လင်မယားကမိဖြူကိုနှုတ်ဆက်ပြီးပြန်သွားတဲ့မြင်ကွင်းကိုဦးမုတ်စိတ်ကတိတ်ဆိတ်စွာကြည့်ရင်းဇလန်းလေးကိုအဆုံးသတ်ထားပါတယ်အပိုင်းနှစ်မှာဦးမုတ်စိတ်ကဒန်နီကိုဘယ်လိုလက်စားချေမလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်